မင်္ဂလာပါခင်ဗျာဆုလက်ပိုင်း construction company ကနေကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီဗီဒီယိုလေးမှာတော့ကျွန်တော်တို့ဆုလက်ပိုင်း company ကနေတာဝန်ယူတည်ဆောက်ပြီးတဲ့စာအုပ်တွေမှာလုပ်ငန်းလုပ်ဆောင်ပုံအစဉ်စဉ်ကိုတင်ပြပေးမှာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့စာအုပ်လုပ်ငန်းမစတင်ခင်မှာအင်ရှင်ရဲ့လိုအပ်ချက်နဲ့ကိုက်ညီတဲ့ဒီဇိုင်းခန်းဖွဲ့ပုံစံစတာတွေကိုရေးဆွဲထားတဲ့အာခီပုံနဲ့ structure ပုံတို့ဟာအင်ရှင်အားရှင်းပြနေခြင်းဖြစ်ပါတယ်ခင်ဗျာ document process တွေဆောင်ရွက်နေတဲ့အချိန်မှာကျွန်တော်တို့ကအစာအုပ်ဆောက်လုပ်မဲ့မြေနေရာကိုရှင်းလင်းခြင်းစာပေ team တွေနဲ့ theodolite set တွေကိုအသုံးပြုပြီး level စာပေတိုင်းတာခြင်းအမှန်နည်းဖွဲ့များမှာရေရရှိမှုမြေရရှိမှုရှင်တွေတို့ကစစ်ဆေးခြင်းစတာတွေကိုဆောင်ရွက်ပါတယ်ခင်ဗျာအစာအုပ်ဆောက်လုပ်မဲ့မြေနေရာကိုကျွန်တော်တို့ကကျွမ်းကျင် geotechnical ပညာရှင်တွေနဲ့ယခုလိုမျိုး soil test စစ်ဆေးမှုတွေကိုလည်းပြုလုပ်ဆောင်ရွက်ပါတယ်ခင်ဗျာအစာအုပ်ဆောက်လုပ်ခြင်းလုပ်ငန်းစတင်တဲ့အချိန်မှာစ၍ကျွန်တော်တို့နေထိုင်သည့်အထိရေးပါဆုံးဖြစ်တဲ့ရေရရှိရေးကိုလည်းယခုလိုကျွမ်းကျင်ပညာရှင်အဖွဲ့တွေနဲ့ချိတ်ဆက်ပြီးဆောင်ရွက်ပေးပါတယ်ခင်ဗျာဒါတွေပြီးပြီဆိုရင်တော့ကျွန်တော်တို့ကနက်ခတ်ပညာရှင်တွေရဲ့လမ်းညွှန်မှုနဲ့အညီတင့်လျော်တဲ့အချိန်နက်ခတ်စတာတွေကိုအရှင်မိသားစုတွေဘက်ကလုံးဝပူစရာမလိုအောင်ကုမ္ပဏီဘက်မှတာဝန်ယူဆောင်ရွက်ပေးပါတယ်ခင်ဗျာအဆောက်အဦမြေကြီးတူးခြင်းဟက်ကိုခင်းခြင်းနဲ့လင်းကွန်ကရစ်လောင်းခြင်းလုပ်ငန်းဆောင်ရွက်ပြီးတဲ့အချိန်မှာတော့ကျွန်တော်တို့ဟာပူတင်စင်တာကွာလန်စင်တာတွေကိုမလွဲရအောင်ခင်မီ total station set တွေကိုအသုံးပြုပြီး service team တွေက point ချခြင်းလုပ်ငန်းကိုဆောင်ရွက်ပါတယ်ခင်ဗျာ foundation လုပ်ငန်းများအတွက်ပူတင်ဖောင်ဝက်ဆင်ခြင်းတန်ဆင်ခြင်းနဲ့ကွန်ကရစ်လောင်းခြင်းလုပ်ငန်းစဉ်တို့မှာသတ်မှတ်ထားတဲ့စံချိန်စံညွှန်းအရေးအသွေးနဲ့ကိုက်ညီမှုရှိအောင်ကျွန်တော်တို့ဟာ QC team တွေနဲ့အဆင့်ဆင့်စစ်ဆေးခြင်းများပြုလုပ်ဆောင်ရွက်ပေးပါတယ်ခင်ဗျာလောင်မီတာကွန်ကရစ် structure များကိုသတ်မှတ်ထားတဲ့ strength ရအောင်ကျွန်တော်တို့က7 days 9 ရက်အထိ curing ပြုလုပ်ပြီး record ယူခြင်းများပြုလုပ်ဆောင်ရွက်ပါတယ်ခင်ဗျာ foundation လုပ်ငန်းဆောင်ရွက်နေတဲ့အချိန်တွင်းမှာကျွန်တော်တို့ကအရှင်တွေရဲ့တန်ဖိုးကြီးတရားတွေဖြစ်တဲ့ဗီဒီယိုကျွန်းပါကေစတာတွေကိုချရမ်းမှကာကွယ်ဖို့အတွက် pest control လုပ်ငန်းစဉ်ကိုဆောင်ရွက်ပါတယ်ခင်ဗျာ short column concrete လောင်ခြင်းမဆောင်ရွက်ခင်မှာကျွန်တော်တို့က column တိုင်းရဲ့ချိန်ကျမြင့်ကျဆန္ဒကျစတာတွေကို QC team တွေနဲ့စစ်ဆေးမှုများပြုလုပ်ဆောင်ရွက်ပါတယ်ခင်ဗျာ old concrete နဲ့ new concrete တို့တွဲဆက်မှုအားကောင်းစေရန်အတွက်ကျွန်တော်တို့ကပွန်တီးချန်အသုံးပြုခြင်း vibrator ထိုးခြင်းနဲ့ရောက်ရှိလာတဲ့ concrete ရဲ့အရေးအသွေးစမ်းတက်ရန်အတွက်ကျွန်တော်တို့ကခုလိုမျိုး temperature တိုင်းတာခြင်း slab ယူခြင်းနဲ့နမူနာ concrete တုံးများယူပြီး left ကမ်းများတို့ပို့၍ compressive sand testing လုပ်ငန်းများဆောင်ရွက်ပါတယ်ခင်ဗျာ short column များဖောင်းဝက်ခွာပြီးတဲ့နောက်မှာလည်းယခုလိုမျိုး curing လုပ်ခြင်းကိုမဖြစ်မနေ9ရက်တိဆောင်ရွက်ပါတယ်ခင်ဗျာမြေရင်းနိုင်ငံများအုံးစီကင်မှာအောက်ခံမြေသားကောင်းမွန်ရန်အတွက်ကျွန်တော်တို့က Rama စက်တွေကိုအသုံးပြုပြီး compaction ရရှိအောင်ဆောင်ရွက်ပါတယ်ခင်ဗျာအုံးစီကင်အုံများကိုရေလောင်းခြင်းအုပ်စီနေတဲ့အချိန်မှာလည်းကျွန်တော်တို့ကဖြောဆက်တဲ့တရိုးရဲ့ချိုးစားမှန်ကန်ရေးစတာတွေကို QC team တွေနဲ့စစ်ဆေးဆောင်ရွက်မှုများပြုလုပ်ပါတယ်ခင်ဗျာမြေတိ structure မဆိုconcrete မလောင်းမီကျွန်တော်တို့ဟာ reverse ဆင်ခြင်းဖောင်ဝက်ဆင်ခြင်းနဲ့ concrete လောင်းခြင်းလုပ်ငန်းစဉ်တို့မှာ check recheck and counter check သဘောတရားအရာကျွန်တော်တို့ကစစ်ဆေးမှုများဆင့်ဆင့်ဆောင်ရွက်ပေးပါတယ်ခင်ဗျာကျန်းကျင်လုပ်ငန်းမဆောင်ရွက်ခင်မှာကျွန်တော်တို့ကမြေသားတိုက်တဲမှုကောင်းမွန်စေရန်အတွက်ရေထိုးရည်တဲချက်ခြင်း Rama ဆက်တွေဖြင့်တိုက်တဲမှုရရှိအောင်ပြုလုပ်ခြင်းစတာတွေအပြင် pest control လုပ်ငန်းစဉ်ကိုလည်းဆောင်ရွက်ပေးပါတယ်ခင်ဗျာနိုင်ငံ plaster ရှော့ခြင်းလုပ်ငန်းမဆောင်ရွက်ခင်မှာလည်းအုပ်ရည်ဝါဖို့အရေးကြီးတဲ့အတွက်ကြောင့်ကျွန်တော်တို့ဟာ curing ပြုလုပ်ခြင်းလုပ်ငန်းကိုနေ့စဉ်ဆောင်ရွက်ပေးပါတယ်ခင်ဗျာRubin နဲ့ Ruslan များအတွက်တန်ဆင်ခြင်းဖောင်ဝက်ကခြင်းနဲ့ concrete လောင်းခြင်းလုပ်ငန်းစဉ်တို့မှာလည်း cherry check counter check ကျူစီအဖွဲ့များဖြင့်အစဉ်စစ်ဆေးဆောင်ရွက်မှုများပြုလုပ်ပေးပါတယ်ခင်ဗျာအမိုးတိုင်းများဟာသတ်မှတ်ထားတဲ့ specification နဲ့ညီဆောင်ရွက်ထားမှုရှိမရှိနဲ့ connection ကောင်းစွာရရှိမှုရှိမရှိတို့အားလည်းကျူစီအဖွဲ့များဖြင့်စစ်ဆေးဆောင်ရွက်မှုများပြုလုပ်ဆောင်ရွက်ပါတယ်ခင်ဗျာညနေချက်လုပ်ငန်းဆောင်ရွက်ရာတွင်လည်း frame များရဲ့ကြန့်ခိုင်မှုရှိမရှိနဲ့ level ညီညာမှုရှိမရှိတို့ဟာကျူစီအဖွဲ့များဖြင့်စစ်ဆေးမှုများဆောင်ရွက်ပေးပါတယ်ခင်ဗျာM&E လုပ်ငန်းများဆောင်ရွက်ရာတွင်လည်းသတ်မှတ်ထားတဲ့ specification နဲ့အညီတပ်ဆင်ထားမှုရှိမရှိတို့ဟာယခုလိုမျိုး M&E ထင်းများဖြင့်စစ်ဆေးမှုများဆောင်ရွက်ပါတယ်ခင်ဗျာလူကြီးမင်းတို့ရဲ့အင်္ဂါအတွက်တိတ်နမိတ်ကောင်းစေတဲ့အမည်လေးကိုလည်းကုမ္ပဏီဘက်မှတာဝန်ယူရွေးချယ်ပေးမှာဖြစ်တဲ့အတွက်ကြောင့်ဆုလက်ပိုင်မိသားစုနဲ့လက်တွဲဖို့ဖိတ်ခေါ်လိုက်ရပါတယ်ကျေးဇူးပါခင်ဗျာ